ရောက်ပြကြပြီမွေးရမြင်မိရွာကလေးစီမြင်ရမန်းစားတမောင်လွမ်းသည်လွမ်းသည်အဝဲမသည်မိုးကုတ်စဝိုင်းမုံကြီးပြားတလီညူရောက်တန်းဓာတ်တော်ကလေးစီမန်းစားမြော့ကြီးစိတ်ညူညူရောက်သွေးနေထောင်းပြူပြူပြားစေဒီအပြားရမိုးသာအောင်မှာစေးရီကျဲပကြီးကားတစ်ချက်ပမာရင်နဲ့ရှူမပြောမစိုးအောင်နာသည်ဒီချိန်ဆိုတို့ရွာကချောင်းကလေးတွင်မှာလေကလေးစီလို့ပြောနေကြရမည်ဝါဆိုဝါကရေရီပန်းတော့လေကလေးစီလို့ကြောင်းနေရပါသည်ငယ်စီဘဝပြန်တွင်မိအမေနဲ့အတူလေကိုလို့ရင်လေတဲ့စင်ကတတိယမိသေးသည်အမေရွာကလေးစီမြင်အောင်မှန်းစားလွမ်းရပါသည်ငယ်စဉ်ကလေးဘဝကအေးမြပါသည်အမေရွာဌာနီအညာကြီးလက်စီအမေပေးတဲ့တောင်းကြည့်ပြီးအိုမေပေးတဲ့တောင်းကြည့်ပြီးတာမောင်ပြန်ခဲ့မယ်လို့တွေ့တာမောင်ပြန်ခဲ့မယ်လို့တွေ့အမေပေးတဲ့တောင်းကြည်ပါမည်သာဘဝရှိတွေ့သာဘဝရှိတွေ့ပညာကိုရည်ထားတဲ့အမေစီမိရွာကလေးစီတာအရောက်ပြန်လာခဲ့တော့မည်ရောက်တာတော့ကြာနေလေအမေနဲ့မိရွာကလေးစီမြင်အောင်မှန်းစားတာမှမမိရဲ့ဟိုးဝေးစီမှာမုတ်ကုတ်စဝိုင်းရှိတဲ့ပြာရောင်ဘူသားအောက်မှာထန်းတော်လေးရှိတဲ့အမိရွာလေးစီကိုတာတန်းတာငေါမိနေတယ်လေဟိုးငယ်စဉ်ကလေးဘဝကဆိုအမိနဲ့အတူတူကလေးကိုတော်ရင်လေတဲ့စင်းသားမျိုးတာမှတည်ရမိတဲ့အမိဒါကြောင့်လေတာရဲ့ရည်ရွယ်ချက်တွေပြည့်တဲ့နေ့ကြရအမိနဲ့အမိရွာလေးစီကို